ရုတ်စကားကိုတရုတ်လိုမျိုးပြပြတတ်တတ်ပြောချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စက်မှုနဲ့ရွေးမှုကိုတော့တေချာအခြေခံလေးနဲ့ပိုင်နိုင်လုပ်ပေးရမယ်เนาะစလိုက်ကြအောင် 声母一 Initials 1. 波坡摸佛的特呢了个科呵鸡七西韵母一 Finals 1. 一乌吁儿啊呀哇哦喔耶约I Y A V 凹腰 အခုဒီဘောဖောမောဖောကိုလေအလွတ်မရရင်တော့မှဟိုကြည့်ရင်ဖတ်တတ်တဲ့လောက်ဆိုအဆင်ပြေလောက်ပြီဒါကိုတရက်ကို2ခါ3ခါလောက်နားထောင်ပေးပါအဲ့ဒါဆိုအဆင်ပြေပါတယ်ခင်ဗျဒီနေ့ကတော့ဒီလောက်ပဲเนาะfollow လေးလုပ်ပေးချပါအောင်เนาะ